တုပ်ဖို့မျိုးဥတအိမ်နေမပါဝင်မဲနဲ့ပထမဆုံးလူလုံးတရေသားကိုစတင်ဖန်တီးခဲ့တဲ့အစ္စရေးနိုင်ငံကသိပ္ပံကျောင်းတစ်ခုမင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ကမ္ဘာပေါ်မှာသိပ္ပံနည်းပညာတွေတိုးတက်လာတဲ့နဲ့အမျှအမကန်ပြည့်ရတွေကလည်းများပြားလာခဲ့ပါတယ်။ AI နည်းပညာတွေထွန်းကားလာတာကစားလို့လူသားနည်းနည်းအသိဉာဏ်ကျွဲဝတဲ့စရုပ်တွေထုတ်လုပ်နိုင်တာတွေစသဖြင့်ရှိလာသလိုဆေးပညာဘက်မှာလည်းအတော်မှတိုးတက်ပြောင်းလဲလာတာတွေရှိလာတာပါ။တကယ်တော့ဒီလိုမျိုးတိုးတက်လာမှုက1900ဝန်းကျင်ခုနှစ်ကနေ2000ခုနှစ်ကြားမှာကတည်းကတိတိတသားပြောင်းလဲလာတာဖြစ်ပြီးတရေသားဖန်တီးလုပ်ယူမှုတွေလိုနည်းပညာတွေကတဟုန်တိုးနဲ့ဖြစ်လာခဲ့တာပါ။ဖန်မြုံတရေသားလိုပညာရည်မျိုးဆိုရင်တော့မထူးခြားတော့တဲ့အထိရိုးဤတွင်ကျဲခဲ့ပြီးလူသိမများခဲ့တဲ့တရေသားဖန်တီးမှုတွေလည်းရှိနေခဲ့တာပါ။1998ကနေ2000ခုနှစ်ဝန်းကျင်တွေမှာပုံတူမျိုးပွားနည်းပညာနဲ့သိုးမလေးတော်လေးဟောလိဝုဒ်ကအချစ်တော်ခွေးလေးတွေလိုတရင်းဆန်တရေသားတွေဖန်တီးခဲ့ပါတယ်။ပုံတူကူနည်းပညာနဲ့ဖန်တီးထားတဲ့တရေသားတွေဆိုပေမဲ့တက်တန်းတစ်ခုထိအသက်ရှင်ခဲ့ကြတာပါ။အဲဒီနောက်မှာတော့သိပ္ပံပညာရှင်တွေကလူတွေကိုပါပုံတူတရေသားနေနဲ့ဖန်တီးဖို့လှုံ့ဆော်ခဲ့ကြပါတယ်။ဒါပေမဲ့ဘာသာရေးနဲ့တနိုင်ငံနဲ့တနိုင်ငံမတူညီတဲ့ဥပဒေတွေအရဒီလှုံ့ဆော်ချက်ကိုအကောင့်ထဲမဖော်နိုင်ခဲ့ပါဘူး။ဒီလိုကနေခေတ်စနစ်တွေထပ်ရွေရှားလာပြီးတော့လက်ရှိ2025ခုနှစ်အရောက်မှာတော့အစ္စရေးနိုင်ငံဝစ်မန်သိပ္ပံပညာသင်ကျောင်းမှာသိပ္ပံပညာရှင်တွေသုတေသနပညာရှင်တွေစုပေါင်းပြီးတော့တုပ်ဖို့မာမျိုးဥတက်အိမ်တခုမှမလိုဘဲနဲ့တရေသားလုံးဖန်တီးမှုကိုလှုံ့ဆော်နိုင်ခဲ့ပါတယ်။ဒါဟာပုံတူကူးတဲ့နည်းပညာလည်းမသုံးသလိုလိန်ဆက်ဆက်နာတွေလည်းမရှိဘဲလူသားတရေသားလုံးတစ်ခုကိုဖန်တီးလိုက်တာပါ။ဒါနဲ့မကပဲတရေသားလုံးကိုဖန်မျိုးပေါင်းချောင်းနဲ့ထည့်ပြီးပုံမှန်လူသားတယောက်ရဲ့ကနအုပ်ဖွံ့ဖြိုးမှုတစ်ခုလိုအုံနောက်နှလုံးတာဝအိတ်စတဲ့အင်္ဂါအစိတ်ပိုင်းတွေကိုလည်း14ရက်တွင်းမှာဖြစ်တည်အောင်လို့ဖန်တီးနိုင်ခဲ့ပါတယ်။ဒီဖန်တီးမှုကလူသားရဲ့ပေမဆဲတစ်မျိုးပဲအသုံးပြုဖန်တီးထားတာဖြစ်တဲ့အတွက် DNA လည်းပြင်စရာမလိုဗီဇကုတ်ပွားခြင်းတွေလည်းမလိုအပ်ပဲလူသားတရေသားလောင်းကိုပြပြနဲ့ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။မိခင်ဝမ်းနဲ့ထွက်လာတဲ့တကယ်လူသားတရေသားတယောက်လိုခန္ဓာကိုယ်အစိတ်ပိုင်းတည်ဆောက်မှုတွေနဲ့တဘာဝဖွံ့ဖြိုးတိုးတက်မှုတွေကိုတိတိကျကျအတူယူထားတာကြောင့်လူခန္ဓာကိုယ်အစိတ်ပိုင်းတွေဖြစ်ပေါ်စေတဲ့တဘာဝတရားရဲ့ပြောင်းလဲခြင်းတွေဆဲချင်းဆက်သွယ်မှုတွေကစားလို့ခန္ဓာကိုယ်အလိုလျောက်ဖွံ့ဖြိုးတိုးတက်လာမှုတွေထိဖြစ်ပေါ်လာအောင်လို့အတိအကျဖန်တီးထားတာပါဒီလိုမျိုးအော်နဘယ်ဖြစ်ရဆန်တကူကိုအစ္စရေးသိပ္ပံပညာရှင်အကြောင်းကတီထွင်ဖန်တီးခဲ့ပေမဲ့ထုံးစံတိုင်းပဲဘာသာရေးဆိုင်ရာအယူဆတွေဥပဒေအရပိတ်ပင်တားမြစ်မှုတွေနဲ့ဘာသာရေးခေါင်းဆောင်တချို့ရဲ့အပြင်းထန်ကန့်ကွက်မှုတွေကြောင့်မလုံသင့်ဆိုတဲ့ခေါင်းစဉ်တရက်ကိုလက်ခံခဲ့ရပါတယ်ဒါကြောင့်မလို့သိပ္ပံပညာရှင်တွေဖန်တီးခဲ့တဲ့လူလုံးတရေသားလောင်းကလူသားတယောက်ဖြစ်ဆက်လက်ကြီးထွားလာတာမျိုးမရှိတော့ပါဘူးအရင်တော့ပုံတူမျိုးပွားနည်းထက်ပို့ပြီးတော့အောင်းစရာကောင်းတဲ့သိပ္ပံနည်းတစ်ခုကိုတီထွင်ဖန်တီးနိုင်ခဲ့ပေမဲ့လူအများကတော့ဒါကိုကြောက်လန့်ပြီးလက်မခံခြင်းပဲဖြစ်နေကြတာပါအနောက်နိုင်ငံတွေမှာဆိုရင်ဖန်ဆင်းရှင်အယူဝါဒစိုးမိုးတာကြောင့်လူတွေကိုဘုရားသခင်ကဖန်တီးတာကလွဲရင်ကျန်တာကမဖြစ်နိုင်ဘူးလို့ယူဆနေကြတာပါဒီလိုပဲကျမတို့လိုအရှင်းနိုင်ငံတွေမှာလည်းဘာသာရေးဆိုင်ရာယူဆချက်တွေနဲ့ကွဲလဲနေတဲ့ဒီဖန်တီးမှုကိုသဘောမကျကြတာကြောင့်အပြစ်တင်ရှုံချမှုတွေရှိနေကြတာပါကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောအစ္စရေးနိုင်ငံကသိပ္ပံကျောင်းတစ်ခုကဖန်တီးခဲ့တဲ့လူလုံးတရေသားစံတတ်မှုကိုဘယ်လိုမျိုးထင်မိကြလဲဆိုတော့ကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်။